သူငယ်ချင်းတယောက်ကသူတို့ channel ကရေကန်ထဲမှာရှိတဲ့လက်ကြီးရုပ်တရက်တေဆုံးသွားတယ်လို့ပြောတာနဲ့ကျွန်တော်သွားကြည့်ခဲ့ပါတယ်။ရောက်သွားတော့လက်ရဲ့အရွယ်စားကိုကြည့်ပြီးအံ့နာသွားခဲ့ရတယ်။လက်ကြီးကတော်တော်လေးကိုကြီးပြီးတော့သူ၏အခွန်ပေါ်မှာလည်းထူးဆန်းတဲ့အကိုက်ခံရတဲ့အရာတွေနဲ့အခြေအရာတွေပြည့်နေပါတယ်။သူ့ရဲ့ဝမ်းပိုက်အောက်ပိုင်းမှာတောင်ဒဏ်ရာလက္ခဏာတွေတွေ့ရတယ်။ကြည့်ရတာခွန်အားကြီးမားတဲ့တတဝါတကောင်ကတိုက်ခိုက်သွားခဲ့တဲ့ပုံစံပါပဲ။ကျွန်တော်ပြန်ထွက်လာဖို့ပြင်လိုက်ချိန်မှာပဲရေထဲကနေပူပေါင်းကြီးတွေရုတ်တရက်တက်လာခဲ့တယ်။ပူပေါင်းတွေဟာနေရာတီးတီးကနေဆက်တိုက်ထွက်ပေါ်လာတာကြောင့်ရေအောက်မှာတတဝါကြီးတကောင်ရွေ့လျားနေတယ်လို့မျိုးထင်ရစေပါတယ်။အမှန်တရားကိုသိကျင်တာနဲ့ပဲကျွန်တော်မျိုးထဲသွားပြီးဒိုးတကောင်ဝဲလာခဲ့တယ်။ဒိုးကိုတန်ကြိုးကြီးနဲ့တေချာကြီးနှောင်ပြီးမြုပ်စာဖြစ်ရေကန်ထဲချပေးလိုက်ကနောက်တဆုံးကိုတော့အနီးနားကခိုင်ခန့်တဲ့တိုင်မှာမြဲမြံစွာချီထားလိုက်တယ်။3 နာရီကြာမှကျွန်တော်ပြန်လာကြည့်ခဲ့တယ်။တန်ကြိုးကိုဆွဲတင်လိုက်ချိန်မှာတော့ကျွန်တော်တင်းကနေဖြစ်သွားခဲ့ရပါတယ်။ဒိုးကမရှိတော့ပါဘူးလုံးဝကိုပျောက်ချင်းမလားပျောက်သွားတာပါ။ရေကန်ထဲမှာမိတင်းနေထိုင်တဲ့တတဝါဟာဘာယာမှမကြံခဲ့အောင်ဒိုးကိုယူဆောင်သွားခဲ့ပါတယ်။ဒါကပဲရေအောက်မှာကြီးမားလာတဲ့အရာတစ်ခုခုပေါင်းအောင်နေတယ်ဆိုတာကိုကျွန်တော်ကိုယုံကြည်သွားစေဖို့လုံလောက်ခဲ့ပါတယ်။ဒီစမ်းကြယ်မှုကိုဖော်ထုတ်ဖို့ဆုံးဖြတ်ပြီးနောက်ကျွန်တော်အားကောင်းတဲ့ရေစုပ်ဆက်တစ်လုံးယူလာပြီးရေကန်ကိုစတင်ဆုပ်ထုတ်ခဲ့ပါတယ်။ဒီရေကန်ဟာဆယ်စုနှစ်ပေါင်းများစွာတည်ရှိခဲ့တာဖြစ်ပြီးတခါမှမခန်းချောက်ခဲ့ဘူးပါဘူး။ရေချိန်ကောင်းကောင်းရောကျသွားတာနဲ့အမျှရေမျက်နှာပြင်ပေါ်မှာပူပေါင်းကြီးတွေပုံမထွက်ပေါ်လာခဲ့ပါတယ်။ကံဘေးမှာရရင်ရေအောက်မှာဒီလောက်ချိန်ကြာကြီးဘလို့တတဝါမျိုးပေါင်းအောင်နေလဲဆိုတာသိကျင်စောနဲ့ကျွန်တော်အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။